အားလုံးပဲမင်္ဂလာပါကျွန်တော်က dry ရပါကျွန်တော်ဒီ3ချောင်းထောက် page ကနေပြီးတော့ freestyle အစီအစဉ်မှာလာပြီးတော့ join လုပ်တာပါကျွန်တော်နောက်မှာ freestyle ဆိုဖို့ရရှိရဘယ်အကြောင်းအရာကိုဘယ်လိုဆိုခိုင်းမလဲတော့မသိဘူးဒါကျွန်တော်လည်းမသိသေးဘူးအားလုံးပဲကျွန်တော်လည်းအတူတူဆက်ကြည့်ပေးပါလို့ပြောချင်ပါတယ်အခုကျွန်တော်ဒီ3ချောင်းထောက်ကနေပြီးတော့ကျွန်တော် TikTok ဆယ်တီအကြောင်းဆိုခိုင်းတဲ့အတွက်ကျွန်တော်အဲအကြောင်းအရာလေးကိုဆိုပြမယ်။နည်းမဆိုကြပြီးလည်းဖြစ်တဲ့အတွက်နည်းအမှားပါလို့ရှိရင်လည်းဘယ်သူမှလည်းမရည်ရွယ်ဘူးဒီတိုင်းပဲကျွန်တော်အပြောသဘောနဲ့ပဲဆိုပြပေးမယ်။ကြော်ရွေးဖွင့်မှာလားမကြော်တော့ဘူးနော်။ Yo Yo TikTok ဆယ်လီဆိုတဲ့အကြောင်းအရာအောက်ဝယ်ဘာဆိုရမလဲမသိငါခေါင်းမနောက်တယ်ကောင်းတယ်မကောင်းတာနောက်ဖယ်မောင်းထွက်ရကရှောက်ကျွယ်ဆယ်လီယူရချမ်းမှာစောင်းရင်အာယုံနောက်တယ်ဘာပုံပေါက်လဲအရင်ဆုံးကြည့်မမှန်တယ်မှာကိုပါကိုတင်ရင်တာတင်မယ်ဒါဆဲရင်ပြန်ဆဲမှာပြန်မှာတွေ့ရင်ထိန်လို့ထိုးစောက်ခွက်ကိုပကန်ခဲ့မှာ TikTok မှာမင်းတစ်မျိုးလုံးငါရဲ့ fan ပဲကွာညံနေတာမဟုတ်ဘူးငါရှောက်ပြောတာအေး TikTok ဆောင်ရင်လုံးဝပေါက်ရောလားစောက်ပေါ်ထားလှုပ်တဲ့ကောင်းနေဘေးဖဲ TikTok ရိုက်ဖို့တွေးတယ်မင်းအုံနောက်ကကလေးရွယ်တတလေးပဲရှိတယ်စာရှက် grade တည်တယ်နော် TikTok မစော်ပါဘူးဗျာ Yo ယောက်ျားတန်မဲ TikTok ရေစောပေါင်နေလားမပေါင်နေလားမင်းနှလုံးကချောင်းနေလားကြောက်နေလားငါမသိငါသိတာဘာရှိအကြောင်းနဲ့အဲမှာဆိုပြမယ်ဒီလောက်ပဲ Okay ကျွန်တော်ဒီလောက်ပဲဆိုတာကျွန်တော်ဟိုအများကြီးလေမဆိုတော့ဆိုသိတဲ့အတိုင်းပဲကျွန်တော်ဟိုးရင်နေကျွန်တော်ဆိုလို့ရှိရင်အဲ့လိုလုံးဝအောက်လုံးနေလည်းပါတယ်သိရမလားမီရွယ်ပဲနဲ့ပါတော့မကောင်းအားကြောင့်ကျွန်တော်ဒီလောက်ပဲဆိုပြမယ်အခုသူတို့ပေးတဲ့အကြောင်းအရာကျွန်တော်ဆိုပြီးသွားပြီဒါပေမဲ့ကျွန်တော်နောက်ထပ်ကျွန်တော် challenge တစ်ခုထပ်ခေါ်ထားတယ်အဲ challenge ကဘာလဲဆိုတော့ကျွန်တော်ကို spicy course နှစ်ထုပ်စားပြီးတော့စက်နေတဲ့အချိန်မှာ freestyle ဆိုခိုင်းမယ်လို့ပြောတယ်ဘာလဲကျွန်တော်လည်းမသိဘူးဘာထွက်လာမလဲလည်းကျွန်တော်မသိဘူးဒါပေမဲ့ဖိုက်တော့ဝါတာပေါ့ကျွန်တော်နှစ်ထုပ်စားပြီးတော့ထပ်ဆိုပေးမယ်Yo တေးအောင်ဆက်တယ်ကာယံနေလဲဒီမှာငါကဆက်မယ်အဆက်ကိုအဆက်နဲ့ဆက်တော့အဲပါဆက်တယ်မသိဘူးငါဆက်တာပဲတီးတယ်လက်ပါခင်မိလိမ့်မယ်နော်ထပ်စားခိုင်းရင်တော့မစားနိုင်တော့ဘူးဒီမှာပဲရက်မယ်မကြီးပါနဲ့ရှက်တယ်ရှီတဲ့ပတ်သက်တွေအကုန်လုံးငါဤပါနဲ့ကတ်မယ်ညရည်တွေဝဲငါဒီမှာတော်ဆက်နေပြီကျွန်တော် rap တွေစီးထားပါတယ် Yo အဲ့အကြောင်းနဲ့ကြားပါတယ် Yo spicy စားပြီးဆိုတာမှားပါတယ်လုံးဝငါဘာမှောက်တယ်ဖရာတရားပါကြောက်မယ်တော်ဆက်ပါတယ်အဲ့လိုငါ့ကိုအမြဲတမ်းခေါ်တတနာပဲရှားတဲ့3ချောင်းထောက်လဲနောက်တစ်ခါမလာတော့ဘူးငါတောင်းမှန်တယ်ထပ်ပြီးမစားခိုင်းမှလည်းစားခိုင်းရင်တော့မစားနိုင်တော့ဘူးဆိုလို့မရတော့ဘူးရှားလေးဆက်နေပြီငါဟာ rap တွေစီနေတယ်ဆက်နေလဲထပ်ပြီးဆိုနေမယ်နဲ့သမီးကိုကြွေးတယ်အခုချိန်မှာတော့လက်သမီးတဲ့နားမလားကအော်ဒီထပ်ပါဆက်တယ်ခတ်တယ်ဆောင်းရဆက်တယ်ဒါပဲကွာ fuck ပဲအမလက်ခလေယူလိုက်တော့
ဆိုရရောပုံမှန်ဆိုလို့ရှိရင်တော့ဘယ်လိုလဲမလို့ကျွန်တော်ထွက်လာကန်နေ AC လိုက်တက်ပြီးဆိုလို့ရတယ်မှာဆက်နေတဲ့အချိန်ကျတော့လုံးတဲ့အချိန်နဲ့ line တွေပြစ်တဲ့အချိန်နဲ့မှလွဲကုန်မနေတွေလိုက်ဆက်နေရတယ်ပြီးတော့အုံနောက်တွေကစဉ်းစားလို့မရဘူးခေါင်းချောက်ချရဖြစ်နေဆက်တာပဲအောင်ရောက်ရေပဲတောက်ချင်တယ်တဲ့မှာဆိုတော့လည်းရောဖီးတစ်မျိုးပေါ့မိုက်တယ်တော်တော်ဆောက်ပါပြီနောက်ထပ်ဆက်စားပြီးဆိုဖို့စီစဉ်တော့မရှိတော့ဘူးအဲဒီတစ်ခေါက်မှလည်းတော်တော်ကျွတ်သွားပြီတော်တော်ရွတ်ကျွတ်သွားပြီတော်တော်ဆက်တယ်ဆိုရမလို့ရေပဲတောက်ချင်တယ်တဲ့မှာရှာရောနှစ်ကန်းတွေအကုန်ပူတယ်မဲတွေဝယ်ချွေးထွက်ရာသီဥတုပူတော့နည်းနည်းပူဆိုးတယ်လို့ထင်တယ်ချွေးပါပြန်နေပြီ free time ကျွန်တော်ပြိုင်နေဆိုတာဟိုတော့2016 19လောက်လေးကျွန်တော်စပြီးတော့ပြိုင်နေဟိုလောက်ဒီပေါ့2018 2019အစလောက်ထိပဲဆိုပြတယ်ပြီးတော့မဆိုပြတော့ဘူးအဲ့လိုနည်းနည်းစုတွေပါလဲနည်းနည်းရတော့တိတ်ပြီးတော့အငယ်တွေနောက်လဲတက်လာတော့ဟိုပြိုင်ပွဲရတိတ်လက်မခံတော့နောက်ပိုင်းကျွန်တော်ထိုင်မဲလိုက်လို့ပြီးရဆက်စုဘောပွဲကြီးတွေတွေးလို့ရှိရင်တော့ကျွန်တော်ဝင်ပြိုင်မှုအစီအစဉ်တော့ရှိတယ်တချင်းတွေရောမျောနေရပါတချင်းမျောရဲဆိုတာလေအလုံးပိုင်းကိုရောက်နေသေးရမှာဘယ်လိုပြောမလဲဆိုတော့အလုံးမလုပ်ဘဲနဲ့ဝါဒီဆွဲလို့မရဆိုတော့အလုံးလုပ်နေရတယ်တချင်းတွေရောဆက်လုပ်ဖို့တော့ရှိတယ်ဒါမဲ့ဒါမှာပါနည်းနည်းတော့ကြာမယ်ပေါ့ပြီးတော့ဒီ3ကြောင်းထောက်ဟို page ကိုလည်းကျွန်တော် like and share လေးလုပ်စီခြင်းတယ်ဘာလို့လဲဆိုတော့ rapper တွေကို copy ဒုက္ခပေးနေရလို့ထင်တယ်ဒီမှာနောက်ထပ်ကြောနေရာမှာလည်းဘယ်သူတွေဘယ်လိုဒုက္ခနေကြုံမလဲတော့မသိဘူးရှီရောကြီးရရင်မိုက်တဲ့ page ကနောက်ထပ် artist တွေအများကြီးတယ်သူတို့လုပ်ဖို့စီစဉ်ရှိရလို့ပြောရဲအဲ့ page လေးကိုတခြားတော့ကျွန်တော် like and share လေးတခြားတော့လုပ်ပေးပါအောင်လို့ကျေးဇူးတင်ပါတယ်အားလုံး